ပြဖန်ဆင်းသူရဲ့ဖြည်းဖြည်းနဲ့ကိုယ်ပြောက်တော့မယ်ညစတိုင်းပဲဒီလူဟာအလွန်များပြေပါပဲတခါလေးလေကိုတွေ့မိတယ်အချီရဲ့ဝစ်ကြွေးလာဘောခီကြုံခဲ့သူရဲ့ရွေရွေနဲ့ပြိုလဲတော့မယ်ဖြစ်စင်တိုင်းရဲ့အရာရာမင်းတယောက်တွေ့ပါပဲချစ်ဆုံးလေးမိန်းကလေးတို့နှစ်ယောက်ချစ်ကြွေးလာအကုန်လုံးဆုံးလို့ကောင်းမင်းလားရောက်ရှိခဲ့သူပါအရာရောမိတယ်တွေ့ကြုံရတဲ့ဒဏ်ရာတွေဟာဒုနီယာတွေ့များလွန်ခဲ့တယ်ကိုတယောက်တည်းအော်ဟစ်မိတယ်ကိုတွေ့ဝေကြွေးလာဘောခီကြုံခဲ့သူရဲ့ရွေရွေနဲ့ပြိုလဲတော့မယ်ဖြစ်စင်တိုင်းရဲ့ရာရာမင်းတယောက်တွေ့ပါပဲချစ်ဆုံးလေးမိန်းကလေးတို့နှစ်ယောက်ချစ်ကြွေးလာ